မူလကတော့ဥဒီရှင်းမှထောင်ထားတဲ့ကျမ်းစာအုပ်တွေဒီတရားဝဲမှာလှူဒါန်းမယ်ဆိုရဲဥဒီချက်ဖြစ်တရားဝဲခြင်းမှာကျမ်းသာဖြစ်ပါတယ်သို့တော်လည်းအကြောင်းအမျိုးမျိုးကြောင့်စောင်းကမလောကသေးမှုလာမဲ့မလတည့်ကြမှာစောင်းကလည်းထမှန်ရရှိမှဖြစ်ထားလိုက်တဲ့ကြောင့်တကယ်တမ်းမလိလာတဲ့ပုဂ္ဂိုလ်တကယ်တမ်းမဖတ်ရှုတဲ့ပုဂ္ဂိုလ်တွေကအလှခံသွားခဲ့ရင်တကယ်တမ်းလိလာလို့တဲ့ပုဂ္ဂိုလ်တကယ်တမ်းဖတ်ရှုမဲ့ပုဂ္ဂိုလ်တွေလက်ထက်မရောက်ဖြစ်သွားမှလည်းဆိုရင်ကတကြောင်ကြောင့်စာအုပ်လှူဒါန်းခြင်းအစီအစဉ်ကိုတော့ဖြစ်သိမ်းလိုက်ပါတယ်သို့တော်အလိုရှိတဲ့ပုဂ္ဂိုလ်များတကယ်လိလာလို့တဲ့ဆိုရင်တော့ကြောင်းမှလာပြီးလှူခံလို့ရပါနော်နောက်တစ်ခုကတော့ဘုန်းကြီးရဲ့ဥတီချက်ကဒီတရားဘဝနဲ့ဒီကျမ်းစာကိုလှူဒန်းရခြင်းသည်ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအတွက်တရားဘာဝနာကိုကျင့်ကြံကြုတ်ကိုပွားများအထောက်တဲ့အပိုင်းမှာတို့ကျင့်ရမယ့်တရားကဘယ်တရားတွေဖြစ်တယ်တို့မကျင့်ရမယ့်တရားကဘယ်တရားတွေဖြစ်တယ်ဆိုတာကိုကြက်ကြက်နက်နက်တော့သိစေခြင်းပါတယ်။ဘာကြောင့်ဒီလိုသိစေခြင်းရတယ်လဲလို့မေးရင်တော့ဘုန်းကြီးတို့လူမျိုးတွေကဘုန်းကြီးကျောင်းနဲ့ကင်းကွာသွားတာကနှစ်ကရာနဲ့ချီပြီးရှိလာပါပြီ။ဗုဒ္ဓကျမ်းစာစာပေတွေကိုရှင်းရခင်ကတော့ဘုန်းကြီးကျောင်းတွေမှာသင်ယူတဲ့စနစ်ရှိကြခဲ့။သို့တော်အင်္ဂလိပ်လက်ထက်ကနေစပြီးဒီဖြည်းဖြည်းဒီစနစ်တွေကတင်ငေါသွားတဲ့အတွက်ဗုဒ္ဓကျမ်းစာနဲ့လူထုပရိသတ်ကတော်တော်လေးဝေးကွာသွားတဲ့အတွက်ဗုဒ္ဓကျမ်းစာမှာလာရှိတဲ့နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်နဲ့ပတ်သက်ပြီးယတနာနာတတိနားလည်တဲ့ပုဂ္ဂိုလ်လည်းအရေးအတွက်နေပါသွားပါတယ်ထိုပုဂ္ဂိုလ်များကိုကြာကြာနာနာတတိနားလည်စေခြင်းနဲ့ဆိုတဲ့ဥတီချက်ဖြင့်ဘုန်းကြီးကဒီကျမ်းစာကိုရေးသားခဲ့ခြင်းဖြစ်ပါတယ်အဲဒီတော့ဒီကျမ်းစာကိုလည်းရောင်းစားတဲ့စနစ်ဘုန်းကြီးကလည်းမနှိမ့်ချိုက်တဲ့အတွက်ဘုန်းကြီးကလှူဒန်းခြင်းနဲ့သို့တော်လည်းဘုန်းကြီးကိုယ်တိုင်ကတော့မလှူနိုင်ပါဘူးတကယ်အချို့ကဘုန်းကြီးရဲ့ဆန္ဒကိုဖြည့်စွမ်းသောအဖြစ်လှူဒန်းပူဇော်ပေးကြတဲ့အတွက်ဘုန်းကြီးဘက်ကလည်းလှူဒန်းဖို့ဆိုပြီးဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပါတယ်နော်ဒီတော့ဒီနေ့ဒီကျမ်းစာနဲ့ပတ်သက်လို့အကြောင်းအရာကိုပြည့်ပြည့်စုံစုံဘုန်းကြီးမဟောကြားနိုင်တော်လဲနိဗ္ဗာန်သို့သွားတဲ့လမ်းသည်သူနိသူဟံကိုနိကိုဟံနဲ့လမ်းအမျိုးမျိုးရှိတယ်လို့ယူဆနေကြတဲ့အတွက်လမ်းအမျိုးမျိုးမရှိကြောင်းတလန်းသာရှိကြောင်းကိုနည်းနည်းပေါ်လွင်အောင်ဒီညတရားဟောပေးဖို့ရည်ရွယ်ချက်ရှိပါတယ်နော်မဟောမိမတရားကြီးတွေဒီမကြီးတွေကိုဘုန်းကြီးနည်းနည်းလေးမေးခွန်းလေးတစ်ခုတော့မေးချင်ပါတယ်တရားကြီးတွေဒီမကြီးတွေဘုရားယရနာ၌ယုံကြည်မှုတတ်တာတရားပြည့်ပြည့်စုံစုံရှိကြပါရဲ့လားလို့မေးရင်ဘယ်လိုဖြေကြမလဲဘုရားရှင်ဟောကြားပြတာဆိုဆုံးမှထားတော်မူခဲ့တဲ့ပိဋကသုံးမုံမှလာရှိတဲ့တရားတော်တွေနဲ့ပတ်သက်လို့လဲယုံကြည်မှုတတ်တာတရားအပြည့်အဝရှိကြပါရဲ့လားလို့မေးရင်ဘယ်လိုဖြေကြမလဲဘုရားရှင်ဟောကြားပြတာဆိုဆုံးမှထားတော်မူတဲ့ပိဋကတော်မှာလာရှိတဲ့ကျင့်စဉ်တွေကိုစနစ်တကျသင်ယူပြီးစနစ်တကျကြည်ညာကြုတ်ကိုပွားများအထောက်တော်မူကြသည့်အတွက်အရိယာဘုံတို့ဆက်ရောက်တော်မူကြတဲ့အရိယာသံဃာတော်များလည်းသာသနာတော်မှာထင်ရှားရှိကြတယ်ဆိုရင်ယုံကြည်ချက်တတ်တာတရားကိုအပြည့်အဝရှိကြပါရဲ့လားရှိခဲ့ရင်တော့မိမိတို့ကလမ်းသစ်တီးထွင်ပြီးနိဗ္ဗာန်ကိုသွားမယ်ဆိုရင်ဖြစ်နေပါမလားမဖြစ်နိုင်နော်ဒါကြောင့်မဖြစ်နိုင်ပုံလေးတွေကိုသဘောပေါက်အောင်ဘုန်းကြီးတို့ယရဏသုတ်တံမှာလာရှိတဲ့ຫນွေလဘွဲ့ဂါထာလင်းဖြင့်တရားနိဒံပြောကြရအောင်နော်ဝနပကုံပေယတဗုဒ္ဓိတကေဂိမာနာမသေပဒမသမိဂိမေတထုပမံဓမ္မဝရအတေသေဟိနိဗ္ဗာနဂာမိံပရမဟိတာယဣဒံမိဗုဒ္ဓေရတနံပဏိတံဣတေနသစ္စေနသုဝတိဟောတုဂိမာနံຫນွေလတို့ဤပထမသမိန်ဂိမေရှင်ဥအစຫນွေလဖြစ်သောမာသေစိကရမာသတကုလ၌
ဟုတ်တိတက်ကြီးပင်လုံးညုပ်ပွင့်သောခေပြားဆုံးရှိသောဝနပကုံပိတောဥပ္တိသတိရိကောယထာအတရိရှိလာပြီတကဲ့သို့တထုပမံအနတ္တရာပန်းစုံစွာဖြင့်ဝေစာပြန်ပြောထိုးတောဥလျင်ဘုံပမရှိသောနိဗ္ဗာန်ဂံမိအနိဓမ္မမြတ်နိဗ္ဗာန်သို့ဧကံထုတ်ချောက်ရောက်ခြင်းအကြောင်းဖြစ်သောဓမ္မဝရံသုံးပုံပိတေကတရားမြတ်ဒေသနာတော်ကိုပရမဟိတယလူနာမြမတတ္တဝါတို့ဤနိဗ္ဗာန်ဓာတ်ဒီဟုသောအမြတ်ဆုံးအကျိုးစီးပွားချမ်းသာလို့ငါအတေတိကရုဏာရှိသောမေတ္တာထား၍ဟောကြားတော်မူအပ်ခဲ့လေပြီဘုဒ္ဓေသုံးလောကထုတ္တရှင်တော်မြတ်ဖျား၌ဣဒံမိရတနာမြတ်တို့ဘွယ်ရာယရနာဟုသိသာဘွယ်အကြောင်းဤနှစ်သက်ဘွယ်ကုန်သောအပေါင်းသီလပဏိတံထုမြတ်တော်မူလာပါပေ၏ဣတိနံသစ္စေနဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုမကံသင်တရားနာပရိသအပေါင်းတော်ကောင်းတို့အားသူတိဘေးရန်ကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းတစ်ချိန်ဆိုကြပါစို့နော်ဘုန်းကြီးတို့မြတ်စွာဘုရားသခင်ကိုယ်တော်မြည်ပြီးအနည်းအနားမှာတည်ရှိတဲ့ရင်းတိုက်တော်တစ်ခုမှာသတင်းသုံးစံနေတော်မူစေဖြစ်ပါတယ်ဒုသတင်းသုံးစံနေတော်မူတဲ့အချိန်အခါမှာဓမ္မတာအလျောက်နေ့အခါဆိုရင်တော့သစ်ပင်ရင်းနေအောက်မှာယဟန်တော်မြတ်ကမိမိတို့ဆံရတရားဘာဝနာတွေကိုပွားများအထောက်တော်မူကြပါတယ်ညနေကျအခါရောက်တော့ဘုရားရှင်ထံတော်မောက်သို့ချဉ်းကပ်ပြီးတရားနာယူရန်ဆက်ရောက်လာကြတယ်အဲဒီအချိန်ခါမှာဘုရားရှင်ကသီတဘာဝနလို့ခေါ်ဆိုအပ်တဲ့သုတ်တံတစ်ခုကိုဟောကြားပြီးတော်မူပါတယ်ဒီသုတ်တံကသစ္စာတန်ရုပ်ပါဠိတော်သုတ်တံနံပါတ်1101သမဏနံပါတ်တန်ရုပ်ပါဠိတော်တတိယအတွဲမဟာဝက်ကတန်ရုပ်ပါဠိတော်စာမျက်နှာ383မှာလာရှိပါတယ်နော်ဘုရားရှင်ကဒီသုတ်တံကိုမဟောမီလေးပါယဟန်တော်ဒီကိုမေခွန်းတစ်ခုမေးပါတယ်ဘယ်လိုမေခွန်းမေးတယ်လဲဘုရားရှင်ကရှေးဥစွာလက်တော်တစ်ဖက်ဖြစ်ရင်းတရွယ်အနည်းငယ်ကိုကောက်ပြီးတော့ယူတော်မူလိုက်ပါတယ်ယူတော်မူပြီးတော့အထိုရင်းတဲ့ရက်တွေကိုလက်ဝါးဖြင့်တစ်ဖက်ပေါ်မှတင်လိုက်တယ်တင်ပြီးတဲ့အခါကျတော့မှယဟန်တော်တွေကိုမေခွန်းတစ်ခုမေးတယ်စေတယံတို့ငါဘုရားရှင်ရဲ့လက်တော်ဘော၌တင်ထအပ်သည့်ရင်းတဲ့ရွက်တွေနှင့်ရင်းတိုက်တော်တော်လုံးရင်းတိုက်ပင်ရဲ့အထက်မှတည်ရှိတဲ့ရင်းတိုက်ရက်တွေကိုတိုင်းတာနှိုင်းစာကြည့်မယ်ဆိုရင်ညီသည့်ရင်းတိုက်ရက်တွေကပုံမပြီးများပြားပါသလဲဆိုပြီးတော့ဒီမေခွန်းတစ်ခုမေးတော်မူပါတယ်အဲ့ဒီချိန်ကမှဘုရားရှင်ရဲ့မေခွန်းကိုယဟန်တော်မြတ်ကဘယ်လိုဖြေသလဲမြတ်စွာဘုရားဘုရားရှင်ဤလက်တော်ပေါ်၌လက်ဝါးပြင်ထက်၌တင်ထားတော်မူအပ်သည့်ရင်းတိုက်ရွက်တွေသည်ရင်းတိုက်တော်တော်လုံးရင်းတိုက်ပင်ရဲ့အထက်မှတည်ရှိတဲ့ရင်းတိုက်ရွက်တွေဖြင့်တိုင်းတာနှိုင်းစာကြည့်မယ်ဆိုလျင်ဘုရားရှင်ရဲ့လက်ဝါးပြင်ထက်၌တည်ရှိနေတဲ့ရင်းတိုက်ရွက်တွေသည်မပြောပါတော့အောင်အလွန်ပင်နေပါလှပါတယ်ရင်းတိုက်တော်တော်လုံးရင်းတိုက်ပင်တွေရဲ့အထက်မှတည်ရှိတဲ့ရင်းတိုက်ရွက်တွေကသာလျင်ပုံမပြီးများပြားကြပါတယ်ဆိုပြီးတော့လျှောက်ထားတယ်အဲ့ဒီအချိန်ခါမှာဘုရားရှင်ကဒီသီတဘောဝနသုတ်တံလို့ခေါ်ဆိုတဲ့သုတ်တံအတူလေးတစ်ခုကိုစတင်ဟောကြားပေးတော်မူပါတယ်နော်ဘယ်လိုဟောသလဲဧဝမေဝခောဘိကဝေဣတိတိဝဘုဟုတရံယံဝမယအပိညာယအနက္ခတံဘိကဝေရှင်သယံတို့ဧဝမေဝခောဤဥပမအတူသာလျင်မယားငါဖျားသည်အပိညာယထူးသောဉာဏ်ဖြင့်ထိုးထွင်းသိမြင်တော်မူပြီး၍ဟောတုံကံတိစေတတို့အားအနက္ခတံဟောကြားတော်မမူအပ်သေး
Ida Diva Togedo Mahoja Adi Yadoga Zahlayan Bahudara Alom Yabya Babi Chidayando Ngabia Dudo Nyabi Todre Dimi Bi Tashi Diadodi Hachide Todiado Digo Ngabia Dichedado Mohojaya Dibabu Todo Ilo Mahove Tade Diajiga Pomobido Yabya Nide Pajale Kadama Sidam Bikowe Maya Nekata Bikowe Chidayando Kadama Vege Dudo Ajondia Jo Edan Tomia Miyabya Diadogo Miyanga Piadi Nekata Ojaro Mamu Abadani Ve Ajonjo Ngabya Singa Dichedaro Detrigo The Lodom Yandere Diadigo Todri Miambale Mohove Tayadle Nahidam Bikowe Adan Hida Nadi Bimasriya Gana Nibindaya Na Viragaya Na Nirodaya Na Uba Tamaya Na Avinyaya Na Namodaya Na Nibanaya Naodadi Bikowe Chitayando Ida Igado Yabya Lare Yarodika Na Ajadan Hijam Luna Nipan Dando Chanda Hu Koso Ada Josi Wane Sashamu Mashive Nadi Himasri Yaga Ariya Madi Hudo Myado Aji Asalim Hobe Nebe Daya Tandra Wasiya Dukama Ningwaya Longali Natao Jadi Machive Viragaya Raga Kimbya Longali Natao Jadi Machive Nirodaya Raga Chuniya Longali Natao Jadi Machive Uba Damaya Gilida Abuni Jengali Natao Jadi Machive Abinyaya Nizaliya Diyamyago Todre Jengali Natao Jadi Machive Lambo Daya Ariya Menyago Yashiya Longali Natao Jadi Machive Nibhanaya Nibango Nyamo Bivaya Ajongali Natao Jadi Machive Tadama Jamaya Anakatan Tadama Togedo Ajondia Jo Dan Togedo Myabya Slade Diadogo Myanga Pyadi Anakadam Hoja Mujin Pibabi Taga Pyasin Ajondia Debe, no? Pyasin Togen Dimin Bido Mohove Tade Diadiga Dibinyai Vaja Diadigo Mohove Taya Dele Sura Todwen Dimin Dole Todiadiga Luna Niba Dona no Chanda Dukago so that a Josi one and Sashi Mugale Mashi Ria Mego Yashi Moya and Jinjan Yogo Bamya Atua Me Sadi Bamya Atua Me Lunga Wengalem Hope Andra was in Dukama Yimi Boya Lem Hope Nandra Yaga Jinja Boya Dwelem Hope Raga Choyimo Lem Hope Gilinda Abu Miri Labo Hope This Alia Diamyago Todwin Dimian Bolemo. This Alia Diamyago Todwin Dimian Jabda Aria Menyango Yashi Boyalem Hobu. Nibango Yamo Buoyalem Hobu, Daja Mafiadi. Tomia Miabia de Diadigo Dido Le. Then Chedaro that we are Ngabia Hojaro Mumujin Chite. Yapini Bakilo Sayan. Tiga Nediga Duye, Doga Gimwe Dina Yisore, Sao de Kurema. America Majida, Dibabina, they at the end Jacoga, Yedi, Bafilo, Sayan, Leslo, Duditana Pumia, Nippon had a Jodogi, Chigo Shalumia. Todo Mesva Fiasing and Diba, Chikawa Sojado. Vajan di Wabinga, Seniatele, Vajan di Wabima Sui Seniatele, Aloti. Tino le era dilo, Mapuni Mayabam. Mayaba, Bama Masai. Daniel Biazinga, a chief, a go can be a man can be Mohobo, Dipime. Dine Zuraga, Nenele Nalel on Yoni, between Dane, Aboda, Idoda, Wayoda, Kore, Dadi Livanoye, a choda Sessa, Nimudiga, Meduja. Meduda and the Bemaga, Betaga, Blau, Longa,
ဒီပင်ကြတော့ဘယ်တက်ကဘလောက်လွန်ခဲ့နေတယ်ဒါကြောင့်အယောင်စိတ်တွေကဘယ်လိုဖြစ်သွားတယ်ဆူတွေကထွက်လာတယ်ဆူတွေကမထွက်ဘူးစသဖြင့်အကုန်သိတော်မူပါတယ်ဒါဒီသိရတွေကိုရှောက်ဟောတော့လူတွေဘာအကျိုးရှိမှာလဲဘာမှမရှိပါဘူးနော်ဒါကြောင့်ဘုရားရှင်သိပြီးမဟောပဲထားတဲ့တရားတွေကပိုသာများတယ်ဘာဖြစ်လို့လဲလူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခရရှိဖို့နဲ့ဘာမှလည်းမသက်ဆိုင်ဘူးသန္တရာဝဇ္ဇဒုက္ခမှညီးငွေဖို့နဲ့လည်းဘာမှမသက်ဆိုင်ဘူးရာဂအရိကျင်းပြတ်သောဖို့ချုပ်ငြိမ်းသောဖို့ကိလေသာအပူမီးတွေငြိမ်းဖို့နဲ့လည်းဘာမှမသက်ဆိုင်ဘူးသစ္စာလေးပါးထွတ်ထွတ်သိမှုနဲ့လည်းဘာမှမသက်ဆိုင်ဘူးသစ္စာလေးပါးကိုထွတ်ထွတ်သိတတ်တဲ့အရိယမဉ္ဇဉ်ကိုရရှိဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့နဲ့လည်းဘာမှမသက်ဆိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကမဟောပါဘူးနော်ကိဉ္စာဘိက္ခဝေမယအကန္တဘိက္ခွေစေတညာတို့မယငါဘုရားဒီကိဉ္စာအဘယ်တရားကိုလျင်အခန္တဟောကြားတော်မူအပ်ပါပေသနည်းဒီလိုဆိုရင်ငါဘုရားကဘယ်တရားမျိုးကိုဟောတယ်လဲဣဒံဒုက္ခနိဘိက္ခဝေမယအခန္တအယံဒုက္ခသမုဒယောတိမယအခန္တအယံဒုက္ခនិရောဓောတိမယအခန္တအယံဒုက္ခនិရောဓဂာမိနိပฏิပဒါတိမယအခန္တဘိက္ခဝေစေတယံတို့ဣဒံဒုက္ခနိဤကဒုက္ခအရိယသစ္စာတရားတိဟူ၍မယငါဖျားသည်အခန္တဟောကြားတော်မူအပ်ပါပေ၏အယံဒုက္ခသမုဒယောတိဤကဒုက္ခဖြစ်ကြောင်းသမုဒယအရိယသစ္စာတရားတိဟူ၍မယငါဖျားသည်အခန္တဟောကြားတော်မူအပ်ပါပေ၏အယံဒုက္ခនិရောဓောနိဤကဒုက္ခချုပ်ရនិရောဓအရိယသစ္စာတရားတိဟူ၍မယငါဖျားသည်အခန္တဟောကြားတော်မူအပ်ပါပေ၏အယံဒုက္ခនិရောဓဂာမိနိပฏิပဒါတိဤကဒုက္ခချုပ်ရနိဗ္ဗာန်သို့ရောက်ကြောင်းကျင့်တဲ့ဖြစ်သည့်မဂ္ဂအရိယသစ္စာတရားတိဟူ၍မယငါဖျားသည်အခန္တဟောကြားတော်မူအပ်ပါပေ၏ငါဖျားကဟောထားတာဘယ်တရားတွေဟောလဲဤကဒုက္ခသစ္စာတရားလို့ဟောတယ်ဤကဒုက္ခဖြစ်ကြောင်းသမုဒယအရိယသစ္စာတရားလို့ဟောတယ်ဤကဒုက္ခချုပ်ရនិရောဓအရိယသစ္စာတရားလို့ငါဟောတယ်ဤကဒုက္ခချုပ်ရនិရောဓနိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့မဂ္ဂအရိယသစ္စာတရားလို့ငါပြဟောပါမယ်ကတမစိတံဘိက္ခဝေမယအခန္ဓဘိက္ခွေစေတယံတို့ဣဒံဤသစ္စာနိယတရားမြတ်ဆိုတဲ့တရားတော်ကိုမယငါဖျားဒီကတမဘေကဲ့သို့သောအကြောင်းကြောင့်အခန္ဓဟောကြားတော်မူအပ်ပါပေသနည်းဘယ်လိုအကြောင်းကြောင့်ငါဖျားရှင်ကဒီသစ္စာနိယတရားမြတ်ကိုဟောနေရသလဲဣဒံဟိဘိက္ခဝေအဋ္ဌတံဟိတံဣဒံအာတိဗြဟ္မစရိယကံဣဒံနိဗ္ဗိန္ဒယဝိရာဂယនិရောဓယဥပသမယအဘိညာယသံမောဓယနိဗ္ဗာနယသံဝတ္တိသတ္တမတံမယအခန္တံဘိက္ခဝေစေတယံတို့ဣဒံဤအရိယသစ္စာလေးရတရားမြတ်တော်သည်အဋ္ဌတံဟိတံလူနနိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခကိုရရှိဖို့ရန်ဆိုသည့်အကျိုးစီးပွားနှင့်လည်းဆက်ဆံမှုရှိ၏ဣဒံဤသစ္စာလေးရတရားမြတ်သည်အာနိမြမစရိယကအရိယာမဉ္ဇဉ်ရရှိဖို့ရန်အတွက်ရှေးဥစွာကျင့်ရမယ်အစကျင့်စဉ်လည်းဖြစ်၏သဘောပေါက်ပါလားမေဘုံနိဗ္ဗာန်လိုချင်တယ်ဆိုလို့ရှိရင်ကောင်းဆုံးစကျင့်ရမှာကပါလေဒီသစ္စာလေးပါးသိအောင်ကျင့်ရမှာနောက်တစ်ခုဣဒံဤသစ္စာလေးရတရားမြတ်သည်နိဗ္ဗိဒယသန္တရာဝဇ္ဇယဒုက္ခမှညင်ကိုရအလုငါဝိရာဂယရာဂကင်းပြရအလုငါនិရောဓယရာဂချုပ်ရအလုငါဥပသမယကိလေသာအပူမီတို့ငြိရအလုငါအဘိညာယသစ္စာလေးရတရားမြတ်ကိုထိုးထွင်းသိမြင်ခြင်းဟာသံမောဓယအရိယသစ္စာလေးရတရားမြတ်ကိုထိုးထွင်းသိမြင်တတ်သည့်အရိယမဉ္ဇဉ်ကိုရရှိရအလို့ငါနိဗ္ဗာနယအတ္တငတတအနိဒနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်းဟာတောင်းတတိမုဋ္ဌမတွေဖြစ်ပါပေ၏တသမထို့ကြောင့်သံထုသစ္စာလေးရတရားမြတ်ကိုမြတ်ငါဖျားသည်အခန္ဓဟောကြားတော်မူအပ်ပါပေ၏ဒါကြောင့်ငါဘုရားကဒီသစ္စာလေးပါးကိုဟောနေခြင်းဖြစ်တယ်။ဘာကြောင့်လဲ။သစ္စာလေးပါးကိုအကယ်၍များထွန်းထွန်းသိခဲ့မယ်ဆိုရင်ဒီသစ္စာလေးပါးကလူနတ်နိဗ္ဗာန်သုံးနံသောချမ်းသာဆိုတဲ့အကျိုးစီးပွားနဲ့ဆက်ဆက်နေတယ်။သောတာပန်ဖြစ်ပြီးဆိုကြစို့နော်။
သောတပတိမညာဘုံညာဖြစ်သောသစ္စာလေးရတရားမြတ်ကိုထိုးရင်းသိပြီထိုးရင်းသိတဲ့ပုဂ္ဂိုလ်ကလူချမ်းသာအလိုရှိလည်းရနိုင်တယ်ကျင့်သည်ဒါသူ့ရဲ့ဆုတောင်းနတ်ချမ်းသာအယလိုရှိလည်းရနိုင်တယ်အကယ်၍သူကဇန်ဒီကိုရထားတဲ့သမထယန္တိကပုဂ္ဂိုလ်ဖြစ်လို့တည်တည်တဲ့အောင်ဒီဇန်ဒီကိုမလျော့ကြအောင်ထိတတ်နိုင်ပြမချမ်းသာကိုလည်းရနိုင်တယ်သို့မဟုတ်မိမိကအရတ္တဖို့စိုက်အောင်ဆက်လက်ပြီးဘောမြတ်အတုမဲ့ဆိုလို့ရှိရင်လည်းပါရမီရလျော်စွာအရတ္တဖို့စိုက်ခဲ့ရင်သန္တရာဝစီဒုက္ခမှခွင့်လုံးကျွတ်လွတ်သွားနိုင်တယ်ဒါကအမတန်အဆင့်မြင့်မားနေတဲ့အကျိုးစီးပွားတွေပဲအဲ့ဒီလိုအကျိုးစီးပွားရရှိခြင်းဒီဘာကိုအခြေခံတယ်လို့မင်းရင်သစ္စာလေးရတရားမြတ်ကိုထိုးထွင်းသိမြင်ခြင်းဆိုတဲ့အရိယာမဉ္ဇဉ်ဘုံညာဒါတွေကိုအခြေခံပါတယ်ဒီတော့သစ္စာလေးရတရားမြတ်ကိုထိုးထွင်းသိမြင်တဲ့အပိုင်းမှာဝိပဿနာဉာဏ်ဖြင့်ထိုးထွင်းသိမြင်တဲ့သစ္စာလေးရလည်းရှိတယ်အရိယာမဉ္ဇဉ်ဘုံညာတို့ဖြင့်ထိုးထွင်းသိမြင်အပ်တဲ့သစ္စာလေးရလည်းရှိပါတယ်ဒီအပိုင်းကိုဘုံကြီးပြီးတော့မှရှင်းပြမယ်နော်ဒီတော့ဒီသစ္စာလေးရတရားမြတ်ဟာသန္တရာတော်မှာအရိယာမဉ္ဇဉ်ကိုအလိုရှိတဲ့တော်ကောင်းတို့ခေါင်းဆုံးစကျင့်ရမယ်ကျင့်စဉ်ဖြစ်တယ်ဒါကဝိပဿနာဘဏ်ကြီးမှာထိုးထွင်းသိမြင်ရမယ့်သစ္စာလေးပါးကိုဆိုလိုပါတယ်ဒီတော့ဝိပဿနာဉာဏ်ကအာညီသောမယဥပနိတ္တယပစ္စယတတ္တိဖြင့်ကျေစုပြုပေးပါမှအရိယာမဉ္ဇဉ်ဘုံဉာဏ်ဆိုတာကဖြစ်ပေါ်လာမှာဖြစ်တယ်ပုဗ္ဗေခောသုတိမဓမ္မချိတိဉာဏပစ္စာနိဗ္ဗာန်ဉာဏဒါကဟိုသုတိမသုတ်တံမှာဘုရားရှင်ဟောထားတယ်အရိယသစ္စာလေးရတရားမြတ်ကိုဝိပဿနာဉာဏ်ဖြင့်ရှင်းဥစွာထိုးထွင်းသိမြင်အောင်ကြိုးစားရတယ်ဒါကဝိပဿနာဉာဏ်ဖြင့်ထိုးထွင်းသိမြင်အပ်တဲ့သစ္စာလေးပါးကိုရည်ညွှန်းထားပါတယ်ဝိပဿနာဉာဏ်ရဲ့နောက်မှာပစ္စာနိဗ္ဗာန်ဉာဏနိဗ္ဗာန်ကိုထိုးထွင်းသိတဲ့လောကုတ္တရာနိရောဓသစ္စာကိုထိုးထွင်းသိတဲ့အရိယမဉ္ဇဉ်ဘုံဉာဏ်ပေါ်လာမယ်ဒီစကားလေးကိုဟောတာကသုတိမပရပိုက်ကအဘိညာဉ်တို့ရဲ့အဆုံးမှန်သောလျင်နိဗ္ဗာန်ကိုရနိုင်တယ်လို့အယူရှိလို့ဘုရားရှင်ကမဟုတ်ပါဘူးအဘိညာဉ်နဲ့ပဲအဆုံးမှမေဖို့နိဗ္ဗာန်ကိုရနိုင်တာမဟုတ်ဘူးဝိပဿနာဉာဏ်ရဲ့အဆုံးမှန်သောမေဖို့နိဗ္ဗာန်ကိုရနိုင်ပါတယ်ဆိုပြီးတော့ပြန်ဟောတဲ့တရားဖြစ်ပါတယ်နော်ဒါကြောင့်ရှင်ဥစွာဝိပဿနာဉာဏ်ဖြင့်အရိယသစ္စာလေးရတရားမြတ်ကိုထိုးထွင်းသိမြင်အောင်ကြိုးစားရပါတယ်ထို့ဝိပဿနာဉာဏ်တွေကရင့်ကျက်လာတဲ့အခါမှာရင့်ကျက်လာတဲ့ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာအရိယာမဉ္ဇဉ်ဘုံဉာဏ်ပေါ်လာမယ်ထို့အရိယာမဉ္ဇဉ်ဖြင့်သစ္စာလေးရတရားမြတ်ကိုနိဗ္ဗာန်ခေါ်တဲ့အတ္တကရတအငြိမ့်တဲ့နိဗ္ဗာန်လောကုတ္တရာနိရောဓသစ္စာကြီးကိုထိုးထွင်းသိတဲ့အဆင့်ရောက်အောင်သိရမှာဖြစ်ပါတယ်နော်ဒါကြောင့်အဲ့ဒီလိုသစ္စာလေးရတရားမြတ်ကိုထိုးထွင်းသိမြင်ခြင်းဆိုတဲ့ဝိပဿနာဉာဏ်ကနိဗ္ဗိဒသန္တရာဝစေဒုက္ခမှညီငွေဖို့ရန်လည်းဖြစ်တဲ့ဝိရာဂရာဂတွေကင်းပြတ်ဖို့ရန်နိရောဓရာဂချုပ်ငြိမ်းဖို့ရန်ဥပသမခိလေသာအပုံမီးတွေငြိမ်းအေးဖို့ရန်အဘိညာယသစ္စာလေးရတရားမြတ်ကိုထိုးထွင်းသိမြင်ဖို့ရန်သမောဓာယသစ္စာလေးပါးကိုအကန့်ကုန်အောင်ထိုးထွင်းသိတတ်တဲ့အရိယမဉ္ဇဉ်ကိုရရှိဖို့ရန်နိဗ္ဗာန်ယနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရန်အတွက်လည်းဖြစ်ပါတယ်ဆိုပြီးတော့ဘုရားရှင်ကဒီလိုဟောပြီးတော့ဘုရားရှင်ကဒီလောက်နဲ့မရပ်ပါဘူးနော်သတ္တမနိယဘိခဝေဣဒံဒုက္ခတိယောဂောကရဏိယောအယံဒုက္ခသမုဒယောတိယောဂောကရဏိယောအယံဒုက္ခនិရောဓတိယောဂောကရဏိယောအယံဒုက္ခនិရောဓဂာမိနိပရိပဒာတိယောဂောကရဏိယောဘိခဝေရှင်သယံတို့တတ္တမထိုကဲ့သို့သောအကြောင်းတရားကြောင့်ဣဟဤသာသနာတော်များတွင်၌လုံမဲ့သင်္ချေသားတို့သည်ဣဒံဒုက္ခတိဤကဒုက္ခအရိယသစ္စာတရားကြီးဟူ၍ယောဂောတိအောင်ကျိုးစားအထောခြင်းကိုကရဏီယောပြုသင်ပြုတိုင်းလှပေ၏အယံဒုက္ခသမုဒယောနိဤကဒုက္ခဖြစ်ကြောင်းသမုဒယအရိယသစ္စာတရားကြီးဟူ၍ယောဂောတိအောင်ကျိုးစားအထောခြင်းကိုကရဏီယောပြုသင်ပြုတိုင်းလှပေ၏အယံဒုက္ခនិရောဓဂမိနိပရိပဒာတိဤကဒုက္ခချုပ်ရနိရောဓနိဗ္ဗာန်သို့ရောက်ကြောင်းပြည့်စုံဖြစ်သည့်မဂ္ဂအရိယသစ္စာတရားကြီးဟူ၍ယောဂောတိအောင်ကျိုးစားအထောခြင်းကိုကရဏီယောပြုသင်ပြုတိုင်းလှပေ၏ဒါကသစ္စာတန်ယုတ်ပါဠိတော်တတိယရွယ်စမျက်နှာ383သုတ်တန်နာဘ1101မှာလာရှိတဲ့ဒီဘာဝနာသုတ်တန်ဖြစ်ပါတယ်နော်ဘယ်လိုတရားနာပရိသတ်တွေ
ဘုရားရှင်ဒီလိုဟောတဲ့တရားပေါ်မှာယုံကြည်ချက်တရားရှိကြပါသလားမင်းရင်ဘယ်လိုဖြေကြမလဲအဲ့ဒါကအရေးကြီးဆုံးပဲနော်ဘုန်းကြီးအဝင်အပါဘုန်းကြီးတွေဟောတဲ့တရားကသိလို့ရင်မဟုတ်ပါဘူးဘုရားရှင်ဟောကြားတော်မူတဲ့တရားကဒါလူရင်းဖြစ်တဲ့ဒါကိုသဘောပေါက်ဖို့လုပ်တယ်နော်ကောင်းပြီအရှင်ဘုရားသစ္စာလေးပါးမသိတော့ဘာဖြစ်မလဲလို့ဒီလိုတော့မေးကြလို့မရှိဘူးလားရှိတဲ့အတွက်နောက်တဲ့သုတ်တန်တဲ့ထိုသစ္စာတရားမှာပဲကုတာကသုတ်တန်ဆိုတဲ့သုတ်တန်တစ်ခုရှိပါတယ်မဟာဝေကနာယပါဠိတော်တတိယဘက်မှာပဲစာမျက်နှာ394မှာသုတ်တန်နံပါတ်1114မှာလာရှိပါတယ်နော်ထိုကုတာကသုတ်တန်ဆိုတာကတော့ဘုရားရှင်ပြိဋိဘံစံတော်မူမဲ့နှစ်ဆိုကြတော့နော်ဝေတာလီပြည်ပဝန်းကျင်မှာပဲသံဃာတော်ခမည်းများကိုဝါစုဝါကပ်ဖို့ရန်အတွက်ဘုရားရှင်ကမိန့်ကြားထားတော်မူပါတယ်ထိုနေ့မှာဘုရားရှင်ကိုယ်တော်တိုင်ကတော့ဝေတာလီပြည်ပဝန်းကျင်ထဲမှာအကျုံးဝင်တဲ့ဝေလူဝဆိုတဲ့ရွာလေးတောရွာလေးဒီရွာမှာဝါစုဝါကပ်တော်မူပါတယ်ဝါမဆိုခင်အချိန်ပြိဋိဘံမဆံမီ10လမြောက်တဲ့ကစတင်ပြီးထိုပဝန်းကျင်မှာလှည့်လည်ပြီးတော့တရားတွေကိုဟောတယ်ဟောလိုက်တဲ့အချက်မှာခုဘုန်းကြီးပြောမဲ့ကုတခရသုတ်တံလည်းပါဝင်ပါတယ်မိဘများကွယ်လွန်ကန်ဤတဲ့အချိန်ခါမှာအရေးကြီးတဲ့စကားတွေကိုသားတွေသမီးတွေကိုမှတ်ကြားသလိုပရိနိဗ္ဗာန်စံတော်မူကန်ဤဆင်းရဲမှာထိုဝေဒလီပြည်ပဝန်းကျင်မှာပဲယဟန်တော်ခမည်းများကိုသတင်းသုံးစေတော်မူပြီးနောက်လှည့်လည်ပြီးတော့ဘုရားရှင်ကအရေးကြီးတဲ့တရားတွေကိုဟောတာဟောလိုက်တဲ့တရားတွေထဲမှာဒီကုတခရသုတ်တံဆိုတဲ့သုတ်တံတစ်ခုလည်းပါပါတယ်ထိုသုတ်တံမှာဘုရားရှင်ကဘယ်လိုဟောလဲယောခောဘိက္ခဝေအိမ်ဝတိယအဟံဒုက္ခအရိယသစ္စာယထာဗုဒ္ဓနာဘိသမေသဒုက္ခသမုဒိယအရိယသစ္စာယထာဗုဒ္ဓနာဘိသမေသဒုက္ခនិရောဓအရိယသစ္စာယထာဗုဒ္ဓနာဘိသမေသဒုက္ခនិရောဓဂ ामि နိပရိပဒအရိယသစ္စာယထာဗုဒ္ဓနာဘိသမေသသမ္မာဒုက္ခသန္တံဂရိတာမိတိနေတဌာနဝိသတိဘိက္ခုခြေတယံတို့ယောခောအကျင့်အမမထသုံးယောက်သောပုဂ္ဂိုလ်တ attva သည်ဧဝံဤသို့ဝိရိယပြောဆိုလာ냐ခြေတယံတို့သုံးယောက်သောပုဂ္ဂိုလ်ကတော့ပြောလာပြီဘယ်လိုပြောလဲအဟံဂတိဒုက္ခအရိယသစ္စာဒုက္ခအရိယသစ္စာတရားကိုယထာဘုဒ္ဓဟုတ်တိုင်းမှန်စွာအနဘိတမေသသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်ရိမျက်မှောက်ထွင်းဖောက်မသိမမြင်မူ၍ဒုက္ခသမုဒယအရိယသစ္စာဒုက္ခဖြစ်ကြောင်းသမုဒယအရိယသစ္စာတရားကိုလည်းပဲယထာဘုဒ္ဓဘဟုမပြဟုတ်တိုင်းမှန်စွာအနဘိတမေသသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်ရိမျက်မှောက်ထွင်းဖောက်မသိမမြင်မူ၍ဒုက္ခនិရောဓအရိယသစ္စာဒုက္ခချုပ်ရនិရောဓအရိယသစ္စာတရားကိုလည်းပဲယထာဘုဒ္ဓမဟုတ်မပြဟုတ်တိုင်းမှန်စွာအနဘိတမေသသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မျက်မှောက်ထွင်းပေါက်မသိမမြင်မူ၍ဒုက္ခនិရောဓဂ ामि နိပฏิပဒအရိယသစ္စာဒုက္ခချုပ်ရនិရောဓနိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့်မဂ္ဂအရိယသစ္စာတရားကိုလည်းပဲယထာဘုဒ္ဓမဟုတ်မပြဟုတ်တိုင်းမှန်စွာအနဘိတမေသသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မျက်မှောက်ထွင်းပေါက်မသိမမြင်မူ၍သမ္မာကောင်းမှုမှန်ကန်စွာဒုက္ခတသန္တရာဝစီယဒုက္ခဤအန္တအဆုံးအပိုင်းအခြားကိုအန္တအဆုံးအပိုင်းအခြားဖြစ်သည့်နိဗ္ဗာန်ကိုဂရိတာမိငါရအောင်ပြုလုပ်၍ပြပေအံဣတိဧဝံဤသို့လျင်ဝိရိယပြောဆိုလာ냐ဧတံထဏံဤကဲ့သို့ထိုပုဂ္ဂိုလ်ဤပြောဆိုသည့်အတိုင်းဖြစ်နိုင်ရသောအကြောင်းအရာမျိုးသည်နဝိသတိမရှိသည်သာလျှင်သည်ခြေတယံတို့တစုံတယောက်သောပုဂ္ဂိုလ်ကတော့ပြောပြလာပြီဘယ်လိုပြောလဲငါသည်ဒုက္ခအရိယသစ္စာတရားကိုမဖောက်မပြန်ဟုတ်တိုင်းမှန်စွာသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မျက်မှောက်ထွန်းဖောက်မသိမမြင်ပဲဒုက္ခဖြစ်ကြောင်းသမုဒယအရိယသစ္စာတရားကိုလည်းဟုတ်တိုင်းမှန်စွာသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မျက်မှောက်ထွန်းဖောက်မသိမမြင်ပဲ
ဒုက္ခချုပ်ရာនិရောဓအရိယသစ္စာတရားကိုလည်းပဲဟုတ်တိုင်းမှန်စွာတမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မျက်မှောက်ထွန်းဖော်မသိပဲဒုက္ခချုပ်ရာនិရောဓနိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့မဂ္ဂအရိယသစ္စာတရားကိုလည်းမဖို့မပြဟုတ်တိုင်းမှန်စွာတမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မျက်မှောက်ထွန်းဖော်မသိမမြင်ပဲသန္တရာဝဆင်းဒုက္ခရဲ့အဆုံးပိုင်းခြားဖြစ်တဲ့နိဗ္ဗာန်ကိုရအောင်ငါပြုလို့ပြမယ်လို့ပုဂ္ဂိုလ်တယောက်ကပြောဆိုလာခဲ့မယ်ဆိုရင်ထိုပုဂ္ဂိုလ်ရဲ့ပြောဆိုချက်သည်ပြောဆိုသည့်အတိုင်းဖြစ်နိုင်ရသောအကြောင်းအရာဘယ်လိုမှမရှိပါဘူး